ငါမိမကိုနောက်တစ်ခါထပ်ထိရင်မင်းကိုငါလွတ်မပေးဘူးကိုသမီးရင်းကိုလူပုံအလဲမှာအဆက်ခွဲဖို့ကြံစီနေတဲ့အမေနဲ့အဲ့ဒီအမေကိုပညာပေးလိုက်တဲ့ CEO အပိုင်း9မှာတော့လှုပ်ဝက်ချက်တွေပေါက်ကြားတော့မဲ့အခြေအနေနဲ့အတူသူတို့နှစ်ယောက်ကြားကတန်ရောစဉ်ဘလို့တိုးလာမလဲဆိုတာကြည့်ရှုလိုက်ရအောင်ပါဗီဒီယိုအစမှာတင်ကောက်ကျစ်တဲ့မိန်းမတစ်ယောက်ကအတွင်းရင်းမှုမလေးကိုနောက်ွယ်မှာယောက်ျားတစ်ယောက်ထောက်ပံ့ထားတာဆိုပြီးဓာတ်ပုံတွေနဲ့အဆက်ခွဲဖို့ကြံစီနေတာကိုတွေ့ရမှာပါတကယ်တော့အဲ့ဒီတပ်ပုံတွေကယောက်ျားဟာတခြားသူမဟုတ်ပဲ CEO ကိုယ်တိုင်ဖြစ်နေတာကိုတော့ဝန်ထမ်းတွေမသိကြသေးပါဘူးတစ်ဖက်မှာလည်းကောက်ကျစ်တဲ့မိန်းမဟာအမေဖြစ်သူနဲ့ပေါင်းပြီးအတွင်းရင်းမှုမလေးကိုအလုပ်တွေပုံပေးကဒုက္ခပေးနေပါတယ်အလုပ်တွေပြီးလို့အမေဖြစ်သူစီတွားတွေ့တဲ့အခါမှာတော့လင်းလူတယောက်သူမရဲ့ပစ္စည်းတွေကိုအမေကမှွေနောက်ရှာဖွေနေတာကိုတွေ့လိုက်ရပါတယ်ဒါတင်မကပဲအမေဖြစ်သူကအောင်သွယ်ပေးတဲ့အဖိုးကြီးကိုဘာလို့ညင်းခဲ့တာလဲဆိုပြီးလင်းလူရဲ့နေရွက်ကိုဆွဲပြီးရိုက်ဖို့ကြိုးစားပါတော့တယ်အဲ့ဒီအချိန်မှာပဲခန္ဓာကိုယ်အာယုံချင်းဆက်သွယ်နေတဲ့ CEO ဟာလင်းလူရဲ့နာကျင်မှုကိုခံစားလိုက်ရပြီးချက်ချင်းပဲအမေဖြစ်သူကိုတွန်းထုတ်ကတားဆီးလိုက်ပါတယ်မင်းမေကငါ့ကိုအလုပ်ဖြုတ်လိုက်မယ်မင်းက CEO ကိုမြူဆွေနေတာလားဆိုပြီးအမေဖြစ်သူကလင်းလူကိုဆက်တိုက်နှိပ်စက်နေတဲ့အခါလင်းလူခများရင်နဲ့အောင်ငိုကြွေးနေရပါတယ်သူမရဲ့ပါဇက်ကနေဒါကကျမရဲ့အလုပ်ရှင်ပါလို့ဘလို့ပဲရှင်းပြပေးမယ်အမေဖြစ်သူကတော့ပတ်စံကိုပဲကြည့်ပြီးတမီးဖြစ်သူကိုအောက်တန်းကြဆွဆွဲနေခဲ့တာပါCEO ဟာအမေဖြစ်သူကိုပြက်ပြက်သားသားတတိပေးလိုက်ပါတယ်ဒီမိန်းကလေးကိုနောက်တစ်ခါထပ်ထိရင်ငါကိုယ်တိုင်မင်းကိုအပြစ်ပေးမယ်ဆိုတဲ့စကားကြောင့်အမေဖြစ်သူဟာကြောက်လန့်ပြီးဆက်မလုပ်ရဲတော့ပါဘူးရင်ခွဲမတက်ငိုနေတဲ့လင်းလူကိုကြည့်ပြီး CEO ဟာလည်းအာယုံခံစားမှုတွေကြောင့်မျက်ရည်တွေကျလာပါတယ်သူဟာလင်းလူကိုရင်ခွင်ထဲထည့်ပြီးနှစ်သိမ့်ပေးရင်သူတို့နှစ်ယောက်ဟာခံစားချက်တွေချင်းပုံမနီးစပ်သွားကြပါတယ်စိတ်လှုပ်ရှားစရာကောင်းတဲ့အခြေအနေနဲ့ဝိုင်းနေငယ်တောက်ထားမိတဲ့အချိန်ကြောင့်သူတို့နှစ်ယောက်ရဲ့အကြည့်ချင်းဆုံသွားတဲ့အခိုက်အတန့်ကတကယ်ကိုရင်ခုန်စရာပါပဲဒါပေမဲ့ကောက်ကျစ်တဲ့မိန်းမကတော့လင်းလူကိုအဆက်ခွဲဖို့အတွက်တပ်ပုံတွေကိုလူပုံအလဲမှာထုတ်ပြလိုက်တဲ့အခါအဲ့ဒီတပ်ပုံတွေကယောက်ျားဟာ CEO ဖြစ်နေတာကိုသိသွားရင်ကုမ္ပဏီတစ်ခုလုံးဘယ်လိုတုံးလုပ်သွားမလဲလင်းလူရဲ့လှုပ်ဝက်အိမ်အောင်ကြီးကလူသိသွားတော့မှလား